okay ပြင်သစ်ကအဆင့်ပြင်တော့ပဲလားမော်ရိုကိုရဲ့ကမ္ဘာ့ဖလားအိမ်မက်ကိုဖျက်ဆီးလိုက်တယ်ပြင်သစ်တင်ရဲ့ quarter final နဲ့အဆင့်3တက်ချက်ကိုလောက်သွားပြန်ဖြစ်ပါတယ်အဲ့တော့ဒီပုံစံတိုင်းဆိုရင်တော့ပြင်သစ်အသင်းကိုထိန်းနိုင်မယ်အသင်းမရှိတော့ဟောပါမှာကျွန်တော်အမြင်ပေါ့နော်စပိန်ရဲ့ကစားပုံကျစ်လက်တယ်ဆိုပေမဲ့လက်ရှိပြင်သစ်တိုက်စစ်အစုဖွဲ့၄ရာကိုသူတို့ထိန်းသိမ်းနိုင်မှာမဟုတ်ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့တော်ကြီးကက်ကဲထိန်းသိမ်းရမယ်နောက်ပြီးတော့ချီးကျူးရမှာပြင်သစ်နီးပြတက်ချက်သူကဒီအသင်းကိုဂိုင်းနေခဲ့တာကြာပြီအဲ့တော့သူကအဲ့ဒီအသင်းရဲ့အကြောင်းခါကြီးကနေအာတီတီးတယ်ရှင်းလေးပဲသူဒီအသင်းကိုကာကြီးကနေအာတီတီးတယ်ဆိုတာလေဂိုင်းတွယ်ခဲ့တာလေဘာမှမလား၄ဦးစာရှိပြီအဲ့တော့လက်ရှိ modern ဘောလုံးလောကမှာဆိုရင်ဘာတွေလဲဆိုတော့ individual performance ကောင်းတဲ့အသင်းတွေအချင်းချင်းနားလည်မှုရှိတဲ့အသင်းတွေကပိုပြီးအောင်မြင်တယ်အားလုံးထက်ခေါင်းစလုံးပို့တာလေလို့မြင်တယ်အဲ့တော့အားလုံးညောင်းလင်းဆောက်တာနဲ့ပြင်တင်တဲ့မော်ရိုကိုပွဲစဉ်ကအားလုံးထပ်မှန်တာဆိုတော့မဖြစ်ခဲ့ဘူးဒါပေမဲ့တော်ကြီးကောင်းတဲ့ပွဲလို့လည်းပြောရမယ်လက်ရှိပြင်တဲ့အသင်းကမော်ရိုကိုအသင်းရဲ့ခန်းစစ်ကိုဒုက္ခပေးပြီးတော့နှစ်ခုမရှိဆိုရရတာနဲ့နိုင်ယူပြီးတော့ပြင်တဲ့အသင်းက semi final တက်ရောက်ပါပြီ semi final မှာစပိန်တင်းလို့မဟုတ်ဘယ်ဂျီယန်တင်းလို့တွေ့မယ်โอเคမော်ရိုကိုတင်းကပြီးခဲ့တဲ့ပွဲစဉ်မှာခြေစွမ်းတွေကိုကြောက်ခမက်လေးပြတာခဲ့တယ်ဆိုပြီးမယ်ဒီနေ့ပွဲမှာတော့ပြင်တဲ့ရဲ့တိုက်စစ်ဆောင်အောင်ကိုမတားဆီးနိုင်ခဲ့ဘူးโอเคဒီနေ့ဘောလုံးပိုက်ဆိုင်မှုကြည့်မယ်ဆိုလဲမော်ရိုကိုတင်းက52ရာခိုင်နှုန်းပြင်တဲ့တင်က42ရာခိုင်နှုန်းဆိုပြီးတော့တွေ့ရတယ်ဘောလုံးပိုက်ဆိုင်မှုပိုခဲ့တဲ့မော်ရိုကိုတင်းကဒီပွဲမှာရှုံးတယ်အဲ့တော့ပြောချင်တာကဘောလုံးပိုပြီးကင်နိုင်တယ်ဆိုရင်တော့ပွဲပြီးရလာကတော့အဓိကအဖြစ်ပဲဗျာကြားခဲ့ဘူးတဲ့တခုရှိတယ်မော်ရီဟိုပြောလို့မင်းတို့ဘောလုံးလို့ချင်းအိမ်ယူသွားလိုက်ငါတို့ကအနိုင်3မှယူမယ်အဲ့လိုပဲဖြစ်မယ်ပွဲစဉ်တွေကအဲ့လိုမျိုးတွေများလာတယ်တိုက်စစ်ဆိုတာတွေပိုပြီးဖြစ်တင်းလာတယ်ပြင်တဲ့ကတော်ကြီးကောင်းတယ်ဒီပြင်တဲ့တိုက်စစ်၄ရောင်တော်တော်ကောင်းတယ်အဲ့တော့မော်ရိုကိုရဲ့ခံစစ်တောင်းမဖြူနိုင်တဲ့အသင်းတွေရှိတယ်ကဲချို့အသင်းကြီးတွေမနိုင်ဘူးဘရာဇီးလိုအသင်းတော်မော်ရိုကိုအသင်းကိုမနိုင်ခဲ့ဘူးအရှင်းလေးပဲပြင်တဲ့ AC စော်သွားတယ်သူတို့အသင်းโอเคကြည့်မယ်ဆိုရင်ဒီနေ့အတင်းဝယ်ခြေစွမ်းတွေပြလိုက်ခဲ့တယ်နောက်ပြီးပြင်တဲ့တိုက်စစ်မှာချီကျူးရမကစားမိုင်းလည်းရှိတယ်အဲ့ဒါကို data feed အပြည့်စုံနဲ့ကျွန်တော်အသေးစိတ်သုံးတော့တာပြမယ်ကြည့်မယ်ပြင်သစ်ပွဲရဲ့အချက်လက်တွေကိုကြည့်မယ်ဆိုရင်တော့ရှင်းလေးပဲပြင်သစ်တင်ကိုကန်တွင်းမှု3.5 ရာခိုင်နှုန်းထိရှိခဲ့တယ်မော်ရိုကိုတင်က3.14 ရာခိုင်နှုန်းထိရှိခဲ့တယ်အဲ့တော့ကြည့်ကြအပြင်ပြင်သစ်တင်ကပို့ပြီးတော့ဘိုးဘောက်ကန်တွေပိုများတယ်ကိုတွေ့ရမှာနောက်ပြီးတော့ပြင်သစ်တင်ရဲ့ဘိုးဖန်တီးမှုတွေတိုက်စစ်စင်မှုတွေထိထိရောက်ရှိခဲ့ပြီးတော့မော်ရိုကိုရဲ့နောက်တောင်အချိန်ချင်းဒုက္ခပေးနိုင်တယ်လို့ပြောမယ်ပြင်သစ်တင်ရဲ့စုစုပေါင်းကန်တင်းချက်က22ကြိမ်ရှိတယ်မော်ရိုကိုတင်ရဲ့စုစုပေါင်းကန်တင်းချက်က10ကြိမ်ရှိတယ်မော်ရိုကိုကတပွဲလုံးကန်တင်းချက်10ကြိမ်ရှိခဲ့ပြီးမြဲတစ်ကြိမ်ပဲတဲ့တယ်ရှင်းလေးပဲပြန်မဲ့ဧရိယာမှာထိတွေ့မှုတွေကလည်းပြင်သစ်တင်ကပို့ပြီးဆိုးမှုတာတွေ့ရတယ်ပြန်မဲ့ဧရိယာမှာထိတွေ့မှုကပြင်သစ်တင်က25ကြိမ်ထိတော့ဝင်ရောက်ထိုးဖောက်ခဲ့တာတွေ့ရပြီးတော့10ကြိမ်ဂိုးပေါက်တက်တာတွေ့ရမှာမော်ရိုကိုတင်က5ကြိမ်ထိုးဖောက်ခဲ့ပြီမြဲဂိုးပေါက်တက်တာအကြိမ်ပဲရှိခဲ့တယ်အဲ့ဒါကိုလည်းပြင်သစ်ဂိုးမှာကာကွယ်ခဲ့တာတွေ့ရမှာအဲ့ဒီချက်တွေကပဲပြင်သစ်ကပို့ပြီးကောင်းတဲ့အသင်းတိုက်စစ်ပို့ပြီးဆိုးမှုတဲ့အသင်းလို့မြင်တယ်လက်ရှိပြင်သစ်လူစင်ပလေယာ rating တွေကိုကြည့်မယ်ဆိုရင်ပြင်သစ်တွေကဒီနေ့တိုက်စစ်ကိုအားကိုးပြီးပွဲထလာပွဲတဲ့လည်းတိုက်စစ်အားကိုးတယ်ဆိုမှသူတို့ကဒီကစားကွက်တိုင်းပဲစောမှာဒီပုံစံတိုင်းပဲတွားမယ်တောင်းမှန်းနေအားကိုးမယ်ဆိုတာအသင်းတိုင်းတည်တယ်ဒါပေမဲ့ထိန်းမှုဖြစ်နိုင်ဒါဆိုပြင်သစ်တွေကလူကစားမားတွေကတော်တော်ကြီးကောင်းတယ် image တအားလည်းရှိတော့ပြောမယ်မိနစ်60မှာအသင်းတို့အရေးကြီးတယ်ဦးဆောင်ကိုတွင်ခဲ့တဲ့အမ်ဘာပေပြောမယ်ဆို28မိနစ်ပနတီလွဲတယ်ဒါပေမဲ့ဝတ်တက်မှာအကောင်းဆုံးဆွမ်းဆောင်ပြီးတော့ဦးဆောင်သွားတယ်ထိုးဖောက်မှုတွေလုပ်တယ်သူတယောက်နဲ့တည်းတင်မော်ရိုကိုရဲ့ခံစစ်ကတော်ကြီးဖေဝဲနိုင်သွားတာတွေ့ရအောင်အဲ့တော့ကြည့်မယ်ဗျာလက်ရှိဒီပွဲမှာအမ်ဘာပေအကောင်းဆုံးဆော့သွားပြီးတော့ပွဲပြီးမှအကောင်းဆုံးကမ်းမှာဖြစ်ခဲ့တယ်နောက်တစ်ယောက်ကြည့်မယ်အိုစမန်တမ်မီဒီဘောလုံးတော်ပါရှေ့ညာတောင်မှန်းနေတောင်းလျှောက်မှွေနောက်တဲ့အကျဉ်းချင်းတောင်မှန်ကနေဆွဲပြေးပြီးဒုက္ခရပြေးခဲ့မနေ့66မိနစ်မှာဒုတိယမြောက်အနိုင်ကိုတွင်းယူခဲ့တယ်ဒွေနောက်တစ်ယောက်ကွင်းလန်နဲ့တိုက်စစ်ကြမှာအဓိကချိတ်ဆက်မှုက main ပဲသူကဒွေပဲဒွေကတော်တော်ကြီးကောင်းတယ်ဒီပွဲမှာကွင်းလန်နဲ့တိုက်စစ်တေချာကြီးချိတ်ဆက်ပြီးကစားသွားတာကိုတွေ့ရမယ်ပြောရမယ်ဆိုရင်ခံစစ်ပိုင်းကတော့ပြင်းတဲ့ခံစစ်ပိုင်းကပုံမှန်တိုင်းပဲဂိုလ်မမက်ကီနဲ့ထွက်လာတယ်ကွန်ဒီပါမယ်ဥပါမီကာနိုပါမယ်ဆာလီပါမယ်ဒီကနီပါโอเคအဲ့တော့ခံစစ်ကြောင်းကလည်းမော်ရိုကိုရဲ့တိုက်စစ်ကိုအကောင်းဆုံးဒါစီးပြီးတော့ကလင်းရှိကိုရယူသွားတာတွေ့ရမယ်တစ်ဖက်မော်ရိုကိုအတင်းကိုကြည့်မယ်ဆိုရင်4-3ဆိုတဲ့ format နဲ့ပွဲထွက်လာတယ်ပြည့်တဲ့တင်းကိုသူတို့ကသူတင်ကိုတင်ကစားနိုင်မယ်ထင်တယ်ဒါပေမဲ့တင်တဲ့တင်ရဲ့တိုက်စစ်ကိုလုံးဝမနိုင်နိုင်တာကိုတွေ့ရမယ်โอเคဂိုးမဘူးလို့ဂိုးနကိုပေးခဲ့ရတယ်ဆိုပေမဲ့အရေးကြီးပနယူကာခဲ့တယ်
ဘောပေါင်း22ကျိတ်ကန်တွင်းခွင်းတော့ရခဲ့တယ်ဒါမဲ့သူကောင်းဆုံးကာကွယ်ပေးခဲ့တယ်သူဒါဒီပွဲမှာမပါလာရင်မော်ရိုကိုတင်ကိုပြတ်ချုံမှာတော့တီးကြတယ်ဗျာအဲ့ခန်းစင်းနဲ့ကွင်းလေကြည့်မှာဆိုခန်းစင်းတင်ကခန်းစင်းမှာဆိုမစရာအိုဝီနဲ့ဒရူတန်ဟေးမစရာအိုဝီကြည့်မယ်ဆိုဒီပွဲမှာတော်ကြီးအမှားများတွေ့ရမယ်နောက်ပြီးတော့ညာချမ်းနောက်ခံလို့ပြတဲ့ဟာကီမီကလည်းတိုက်စင်းနဲ့ချိတ်ဆက်ဖို့ပုံစံကောင်းလေးကြောက်ဆုံးနေတယ်အများကြီးစူးစမ်းခဲ့တယ်ဆိုပေမဲ့အထိုင်မကျတာတွေ့ရဟာကီမီနောက်တိုက်စစ်မှာဆိုရင်ဘရန်ဒီယာအိုဟာနီအဲ့ကတော့အဲ့3ယောက်ပြင်သစ်ခံစစ်ကိုထိုးဖောက်ဖို့ကြိုးစားခဲ့တယ်ဆိုပေမဲ့အဆုံးတက်တွေ final တက်ဆုံးမှာအမှားတွေအများကြီးကျူးလွန်ခဲ့တာတွေ့ရမှာအဲ့တော့ဂိုးဘောတစ်ချိန်ပဲရခဲ့တာတွေ့ရရှင်းလေးပဲခြုံငုံပြီး3သွင်းရရင်မော်ရိုကိုတင်းကဒီပွဲမှာဘောလုံးပိုင်ဆိုင်မှုကိုကစားနိုင်ခဲ့တာတွေ့ရတယ်ဒါပေမဲ့ပြင်သစ်တင်ကိုသူတို့မရှင်းနိုင်ဘူးပြင်သစ်တင်က easy ဘောလုံးလေးဆော့ပြီးတော့ semi final တက်သွားပြီအဲ့တော့ရှင်းပြောမှဗျာဒီနှစ်တွေထဲမှာကျွန်တော်ပြင်သစ်ကြည့်ခဲ့တယ်ယူမှာစပိန်တို့ရှုံးခဲ့တယ်ဆိုပေမဲ့သူတို့ကစားကပုံမှန် return မိနေတာတွေ့ရမှာ okay ဘာသာမတိုင်ပွဲစဉ်တွေကြည့်မယ်ဆိုလဲအခြားတင်းတဲ့ခေါင်းသလုံးပို့တာတယ်အောင်မြင်ရမှာဘလူးပါဆိုကလီယာမာပဲအိုစမန်ဒမ်မီမိုက်ကယ်အိုလီစစ်ဘရော့ကိုလာဒူယီအေးတိုက်စစ်ပိုင်း9ယောက်လုံးကလူငယ်တွေအားနဲ့အကောင်းဆုံးကစားနေတွေ့ရတယ်အဘာပီကိုမာကင်ကက်ပြီးဆုံးမယ်ဆိုရင်ဒမ်ဘီလီလုပ်မယ်ဒမ်ဘီလီကိုမာကင်ကက်ပြီးဆုံးမယ်ဆိုရင်အိုလီစစ်လုပ်မယ်အဓိကနောက်ပြီးတော့ချီးကျူးကျင်တာနီးပြတက်ချက်ကဘာလာပွဲဆမှာဥစမန်ဒမ်ဘီလီခြေစွမ်းမပြနိုင်ထားတဲ့နေ့ကလည်းမက်ဆယ်ရိုမှာထားခဲ့တယ်နောက်ပိုင်းပွဲဒီမှာဒမ်ဘီလီကိုတောင်းမှန်တုံးပြပြီးတော့မိုက်ကယ်ဦးလီစစ်ကိုနံပါတ်10နေရာမှာတုံးပြလာတယ်အဲ့တော့လက်ချက်ကိုလည်းချီးကျူးရမယ်ရှင်းလေးပဲချုံငုံပြီးသုံးတဲ့မော်ရိုကိုတင်ကဘောလုံးပိုင်ဆိုင်မှုပိုများခဲ့တယ်ပြင်သစ်တင်ကနေခဲ့တယ်ဆိုပေမဲ့ပြင်သစ်တင်ကတန်မြန်တိုက်စစ်တွေကောင်းတာတွေကိုအကောင်းဆုံးကစားပြီးတော့မော်ရိုကိုတင်ကအဲ့ဒီကောင်းတာတွေတိုက်စစ်တွေကိုမထိန်းချုပ်နိုင်လို့ရှုံးတာရှင်းလေးပဲအမဘီဒမ်မီလီကမ္ဘာအဆင့်ရှိတဲ့ခြေစွမ်းတွေပြပြီးတော့အဆုံးတော့ရတယ်ပြင်သစ်ကိုဆီမီဖိုင်နယ်ရောက်ပို့လိုက်တယ်အဲ့တော့ပြင်သစ်တင်ကအခုဆိုရင်နောက်ဆီမီဖိုင်နယ်မှာစပိန်တို့မဟုတ်ဘယ်လ်ဂျီယံနဲ့ကစားမှု EC2 ဆောင်းနေပြီဒီနေ့ကမ္ဘာ့ဖလားမှာရောပြင်သစ်ကထပ်ပြီးတော့ဒီကမ္ဘာ့ဖလားထပ်ယူမလားနောက်ပြီးတော့ final 3ချိန် final 2ချိန်ပါ sorry final 2ချိန်တက်ခဲ့တယ်အဲ့2ချိန်မှာဆိုရင်2018မှာကမ္ဘာ့ဖလားရတယ်2022မှာ final မှာရှုံးတယ်အာဂျင်တီးနားရှုံးခဲ့တော့ဂိုနိကပိုင်းအရာမရှုံးနေကြတော့ပြောရမယ်အကောင်းဆုံးကစားခဲ့တာတွေ့ရအဲ့တော့ရှင်းလေးပဲဒီနေ့ကရောပြင်သစ်ရဲ့နှစ်ပဲလားလက်ရှိတိုက်စစ်စုဖွဲ့နဲ့ရောပြင်သစ်ဘယ်လောက်ထိသွားနိုင်မလဲဆီမီဖိုင်နယ်ပဲပြုံးမလားဖိုင်နယ်လေးတက်ပြီးဖလားယူအောင်လားဆိုတာကိုကြည့်ရှုရမယ်အဲ့တော့လက်ရှိပြင်သစ်ကမ္ဘာ့ဖလားရမလားမရဘူးလားဆိုတော့ပရိသတ်ရဲ့အမြင်ညီကိုတို့ရဲ့အမြင်ကိုကောမန့်မှာဆွေးနွေးသွားပြီးလို့ရတယ်ကမ္ဘာ့ဖလားနဲ့ပတ်သက်တဲ့ဝက်ကျွတ်သုံးသက်ချက်ဝက်ပိတ်သုံးသက်ချက်တွေကိုကျွန်တော်တို့ YouTube ပေးမှာပဲဖြစ်ဖြစ် Facebook TikTok မှာကျွန်တော်တင်ထားပေးပါတယ်အဲ့တော့မိတ်ဆွေလာရောက်ကြည့်ရှုပေးပါsubscribe လုပ်ပေးပါဒီ Facebook မှာလည်း web သုံးသက်ချက်တွေတင်ထားပေးပါတယ် web သုံးသက်ချက်တွေတင်ထားပေးပါတယ်ဟုတ်ကဲ့အဲ့တော့ကျေးဇူးတင်ပါတယ်မိတ်ဆွေရဲ့အမြင်လေးကို comment မှာဆွေးနွေးတောင်းလို့ရတယ်အနီဝမ်းစစ်ကအားကြည့်ပါ